Android 70ကနောက်ဆက်ရှာဘယ်လာပိုင်းလောက်မှာစပြီးတော့သုံးလို့ရပါလဲ Android 70ကဘာပို့ပြီးတော့ထူးခြားသွားပါလဲ Android 70ကိုကျွန်တော်တို့ဆက်ရှာဂျွန်လာပိုင်းပေါ့နောက်လာရင်မှာစပြီးတော့သုံးလို့ရမယ်လို့သိရတယ် Android 70ကဘာထူးခြားသွားပါလဲဆိုတော့ကျွန်တော်တို့တစ်ချက် AI ပေါ့ AI ဘိုင်းမှာတိကျတာပြောင်းလဲသွားတဲ့အချက်ကကျွန်တော်တို့ AI ပေါ့ကျွန်တော် AI ကကျွန်တော်တို့ရဲ့အလုပ်တွေကိုပို့ပြီးတော့တည်ပြီးတော့ reply suggest မြန်မယ်ပြီးလို့ရှိရင် sub တွေပို့ပြီးတော့မြန်မယ်voice typing ကလည်းပို့ပြီးတော့ natural ဖြစ်လာမယ်ဒုတိယတစ်ချက်ကတော့ဒီ design ဘိုင်းပေါ့ UI design ကလည်းကျွန်တော် clean ဖြစ်လာတယ်ပြီးလို့ရှိရင် color effect တွေ smooth animation တွေပြီးလို့ရှိရင် notification panel တွေကလည်းတုံးလို့ရှိရင်ကျွန်တော် premium feeling ကိုပေးနိုင်တော့တယ်ပေါ့တတိယတစ်ချက်ကတော့ကျွန်တော် privacy ပေါ့ထားတော့ကျွန်တော်တို့ screen share လုပ်နေနေ OTP code တွေကြာလာလို့ရှိရင်ကောက်ကို auto ဖျောက်ပေးရပေါ့ဒါဒီ version ကကြာတော့ကျွန်တော်တို့ဒီ ကိုယ်ပိုင် data တွေကိုကိုယ်တိုင်ကိုယ်ထိုးလို့ရသွားတာပေါ့နောက်တစ်ချက်ကတော့ကျွန်တော် hard feature ပေါ့ဒီ feature ကကြာတော့ကျွန်တော်ဒီ Apple ecosystem တွေမှာတွေ့ရများတဲ့ feature ကိုကျွန်တော် Android ecosystem တွေကိုကျွန်တော်တောင်းပြီးတော့သုံးလာခဲ့တာပေါ့ဥပမာကျွန်တော်ဒီဖုန်းကြည့်နေနေကျွန်တော်ဒီ tablet ကိုယူသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းမှာကြည့်နေတဲ့ video ကနေပြီးတော့ပြန်ကြည့်လို့ရတာပြီပေါ့ဒီ function ကကြာတော့ကျွန်တော်ဖုန်းရဲ့ laptop ရဲ့ tablet ရဲ့ပေါ့အဲ့လိုတွဲပြီးတော့သုံးတဲ့လူတွေပဲဆိုလို့ရှိရင် Buffalo ကပို့ပြီးတော့မြန်သွားတယ်ပေါ့ Android 70က Android history မှာ AI အသုံးချမှုအများဆုံးဘာရှင်းတစ်ခုအနေနဲ့ဖြစ်လာနိုင်တယ်ဗျာဆိုတော့ဒီ Android 70ကိုဘယ်လိုထင်လဲဆိုတာကို comment လေးမှာတစ်ချက်လောက်မှတ်ခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ